တနေ့ကျရင်ကျွန်တော်တို့အိတ်ထဲမှာ game set ရော laptop ရောတပြိုင်တည်းထည့်သွားလို့ရမယ့်ခေတ်ကိုစိတ်ကူးကြည့်ဘူးလားအခုအဲ့ဒီစိတ်ကူးကတကယ်ဖြစ်လာတော့မှာပါ Lenovo Legion Go 4ကိုကင်ကြည့်လိုက်တဲ့အချိန်မှာခံစားချက်ကတကယ်ကိုထူးခြားပါတယ်ကားစီးရင် game ကစားခြင်းခောက်ပြီးလက်ကင်ဆက်အဖြစ်သုံးလို့ရတယ်လို့အလုပ်လုပ်ချင်ရင်လည်းမျက်နှာပြင်ကိုဖြန့် keyboard လေးတက်ပြီး laptop အဖြစ်ပြောင်းသုံးလို့ရပါတယ်ကျွန်တော်ကိုအကြိုက်ဆုံးအပိုင်းက controller ကိုဖြုတ်ပြီး downlight mouse အဖြစ်သုံးလို့ရတဲ့ point ပါပဲ FPS game တွေကစားတဲ့အခါတကယ် mouse တစ်ခုလိုတိကျမှုမျိုးပေးနိုင်တာကတကယ်ကို game changer ပါပဲမျက်နှာပြင်ကလည်း OLED ဆိုတော့အယောင်အသွေးတွေကတကယ်ကိုစိုးပြီးနေတာဗျဟုတ်ပါတယ်ဒါကအခုချက်ချင်းဝယ်လို့မရသေးတဲ့ concept set တစ်ခုပါဒါပေမဲ့ဒါဟာကျွန်တော်တို့အနာဂတ်မှာသုံးချရမယ့်ပုံစံအသစ်တစ်ခုဆိုတာညင်လို့မရပါဘူးအမြဲတမ်းပုံစံခွက်တွေကနီးပညာတွေပဲမြင်နေရတဲ့အချိန်မှာအခုလိုခောက်လို့ရတဲ့ gaming PC ဆိုတာတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလုံးပါလေတင်ရောဒီဆက်ကိုအပြင်မှာတကယ်ထွက်လာရင်အသုံးပြုကြည့်ချင်လား